ဝင်ကတ်သွားလားမသိဘူးလားမမဝိုင်တို့အိမ်မှာလေလူရင်းဒီမကြိုက်တဲ့သူမရှိဘူးမမရှိတော့တယောက်ထဲဝါကြိတ်လို့လားဒီနေ့ကတော့မမဝိုင်ဘိုက်ကိုခွေးနဲ့နေနေလေနော်အချစ်ပေါ်တာလေဝေးမြပြီးစားခြင်းစားမလားကိုကြိုက်တဲ့မုတ်ကိုတော့လုံးဝဝေးမြပြီး sharing မလုပ်နိုင်ဘူးအကြိုက်ချင်းတွေ့ရန်သူပဲအဲ့ဒီတစ်ခါလေးကြိုက်မို့တော့ဒူရင်ဒီအနက်မခံနိုင်ဘူးလို့ဒူရင်ဒီအနက်နိုင်ခေါင်းနဲ့တက်တယ်လို့အားကြိုက်တယ်ဒီကအဲ့လိုလူမျိုးနဲ့လေဒီကအမျိုးတော်ကျင်တာတော့အဲ့ဒါဆိုရင်ကိုစားရင်လူစားမယ်သူမရှိတော့ဘူးအခုတော့အိမ်မှာဆိုရင်အိုက်တူကိုကလည်းဒူရင်ဒီတည်းတုံတုံလေး PC ကိုရလဲလေဒူရင်ဒီကိုအနက်မြင်တာနဲ့လေဒီလားရောက်ရအချက်ကနေလာပြီးတော့ကြိတ်တာအခုတော့အိုက်တူကိုကပြင်သွားတယ်တုံတုံလေးကအိတ်နေတော့မမဝိုင်းဒူရင်ဒီကြိတ်တော့မယ်ဒီဒူရင်ဒီကလေအရန်ကိုတန်တယ်ဒီလားတလုံးကို1000လို့1000ခွဲလို့ပဲရှိတယ်ဒီလားနှလုံးခွဲခဲ့ပြီးတော့တခါလေးဘူးလေးထည့်ခဲ့တာပေါ့နော်ကဲညီးတော့မယ်သလားနည်းလေးမွေးနေရမယ်စားကြည့်လိုက်တာဒီကနေစားပြီမြည်လိုက်မယ် Oh my god ဒီမှာပါမွေးနေရမယ်ဟောညီးကြည့်လိုက်တော့မယ် Okay ကောင်းလားရိုးရသေးလားအစီရကြတော့ဓမ္မသေးရလို့မဖောင်းဖောင်းတက်တက်ပြပြတော့မဟုတ်ဘူးမဆုံးတော်တော်လေးကောင်းတယ်ဟောဟဲ့တော့ခနိုးလာလားဘာလဲတော့နေသားစီစားချင်တာကျွေးမယ်နော်ခဏလေးတော့ဒီနေကြစီရယ်ငါပြောဒူးရင်သီးရယ်ဒီတရက်မြင်ရကြတော့တာမွေဆိုင်ကနေမျိုးဝင်လာတာမဝိုင်လေလေတရက်မြင်မစားဆို9နှစ်လောက်တောင်ရှိပြီတုံတုံကတော့တရက်မြင်စားဘူးလားမစားဘူးမစားဘူးကနုံစားကြည့်မလားโอเคတယောက်တော့ရောက်ညီကြည့်တရက်မြင်ရသိရမလားအရေးကြီးရပါလဲဆိုတော့တန့်ဖို့လိုပဲနေပူလန်းတဲ့အချိန်လို့ပါဘူးဆိုရင်ကြာပဲဖုန်နေလို့ပါတော့အရန်ကတ်တယ်မသိဘူးစားကျင်တဲ့အတွက်ကြောင့်တမ်းမတမ်းနေလေမသိတော့ဘူးစားလိုက်ပြီအချီးလားသွားတော့တော်တော်ကတ်တယ်ဟုတ်ကြလားရုပ်ဆိုးတယ်တရက်မြင်စားရင်ရုပ်ဆိုးရမမလုံးငယ်တော့မှစားတရက်မြင်ရကြတယ်ဒီကနည်းနည်းပို့ပြော့ရယ်မပြပြော့ရယ်ပေါ့နော်ဒါကြောင့်နည်းနည်းလေးတော့မာတယ်အထားကန်တာပေါ့နော်တရက်မြင်လုတ်ပြီးစားရဆိုရင်တော့စိတ်တော့ချလို့ရတယ်ကဲရုပ်ဆိုးရတုံးတုံးရုပ်ဆိုးတာကြည့်မယ်မဝိုင်တို့ဆက်စားလိုက်အောင်မယ်